ဒီချန်နဲ့တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။ B03 မှာပညာသင်ကြားနေတဲ့ဝင်းရေးစစ်ကြောဖြစ်ပါတယ်။ဒီနေ့မှာတော့စကားသင်ရတာရောသုံးနည်းစုတဲ့ခေါင်းစဉ်နဲ့ presentation လုပ်တာမှာဖြစ်ပါတယ်ရှင်။စကားသင်ရတာရောသုံးနည်းဘာသာစကားအသုံးပြုရာမှာအခြားသောဘာသာစကားနဲ့ရောနှောအသုံးပြုတာကခေတ်သစ်ဆက်သွယ်ရေးပုံစံတည်းပဲဖြစ်ပါတယ်။အတိတ်ပဲစကားသင်ရတာရောသုံးနည်းဆိုတာကဘာသာစကားတစ်ခုအတွင်းထဲမှာအတွင်းထဲကိုအခြားသောဘာသာစကားတွေစကားလုံးတွေကိုရောနှောသုံးစွဲခြင်းကိုဆိုလိုတာပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာအလွန်ပဲအသုံးများလာကြပါတယ်။နီလန်မျိုးစားစကားသင်ရတာရောသုံးနည်းကိုအပါတိုင်းနှစ်မျိုးခွဲနိုင်ပါတယ်။နံပါတ်1အနေနဲ့ကကြတော့ဓာတ်ရိုက်သုံးစွဲနည်းနဲ့နံပါတ်2ကကြတော့ပြောင်းလဲသုံးစွဲနည်းပဲဖြစ်ပါတယ်။ဓာတ်ရိုက်ရုပ်သုံးနည်းဆိုတာကအခြားသောဘာသာစကားမှာစကားလုံးတွေကိုမပြောင်းလဲပဲဓာတ်ရိုက်အသုံးပြုတာပဲဖြစ်ပါတယ်။ဥပမာ meeting တက်မယ် assignment စမစ်လုပ်လိုက်ပြီး online class တက်နေတဲ့စသဖြင့်ဖြစ်ပါတယ်။ပြောင်းလဲရုပ်သုံးနည်းဆိုတာကအခြားသောဘာသာစကားမှာစကားလုံးတွေကိုညမဟတန်ထရက်နဲ့ကိုက်ညီအောင်ပြောင်းလဲအသုံးပြုတာပဲဖြစ်ပါတယ်။ဥပမာကွန်ပျူတာ TV ဖတ်စကားစတဲ့အရာတို့ပဲဖြစ်ပါတယ်။လူမှုနယ်ပယ်တွင်အသုံးပြုမှုယနေ့ခေတ်လူမှုဘဝမှာစကားသင်ရတာရောသုံးမှုကိုအလွန်ကျေပြန့်စွာသိမြင်နိုင်ပါတယ်။လူငယ်များနဲ့အလုပ်ကိုင်နယ်ပယ်တွေမှာဆိုလို့ရှိရင်တော့အထူးသဖြင့်အသုံးများလာကြပါတယ်။လူငယ်များမှာနေ့စဉ်စကားပြောတဲ့အခါမှာအင်္ဂလိပ်စကားလုံးကိုမကြာခဏရောသုံးကြပါတယ်။ဥပမာချက်လိုက်မယ် ဂင်းစောနေ Facebook သုံးနေတဲ့စသဖြင့်တို့ပဲဖြစ်ပါတယ်ရှင်။ကဲပညာရေးနယ်ပယ်ကြတော့အင်္ဂလိပ်စကားလုံးကိုအများအားဖြင့်အသုံးပြုကြပါတယ်။ဥပမာ exam ကြည့်မယ် presentation ပြရမယ်စသဖြင့်တို့ပဲဖြစ်ပါတယ်ရှင်။အလောက်ကိုင်နဲ့စီပါရေးနယ်ပယ်တွေမှာဆိုလို့ရှိရင်တော့အင်္ဂလိပ်စကားလုံးကိုအဖြစ်မနေရောနှောသုံးစွဲခြင်းတွေများဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဥပမာ project plan လုပ်ရမယ် propose တင်ရမယ်စသဖြင့်တို့ပဲဖြစ်ပါတယ်။ကဲတမတ်ချက်ကိုပြောရရင်စကားသင်ရတာရောသုံးမှုတွေကစက်သွယ်ရေးကိုလေကူမြင်ဆန်စေပြီးတော့မူရင်းဘာသာစကားရဲ့အနက်တိတ်ပဲကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အခြေအနေအလိုက်သုံးသင့်မသုံးသင့်ကိုတခြားစဉ်းစားပြီးတော့မှအသုံးပြုသင့်တယ်လို့ကြံပေးချင်ပါတယ်။ကဲအားလုံးစောင့်မျှော်နေကြတဲ့အချိန်ကလေးရောက်လာပါပြီ။ကျမရဲ့ presentation လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ကြတဲ့ဒီချိန်နဲ့တကယ်ချင်းများအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။